လူတွေဟာအချိန်ကိုမြင်းဖြောင်းအတိုင်းပဲမြင်တတ်ကြပါတယ်။တနာရီကိုမိနစ်60တရက်ကို24နာရီတို့ခံစားကြရတာပါ။ဒါပေမဲ့တရားထိုင်တဲ့အခါဒါမှမဟုတ်အိတ်တဲ့အခါကျတော့အချိန်ကြီးကမြန်သွားသလိုနှီးသွားသလိုဖြစ်တတ်ပါတယ်။ဘဝအကြောင်းစဉ်းစားတဲ့အခါလေဒီလိုပါပဲ။တရားထိုင်ခြင်းနဲ့ဝိညာဉ်ရေးရာကဘာကြီးတဲ့မှာနားမလည်သေးတဲ့အရာတွေရှိနိုင်ပါတယ်။လူတွေထက်ပိုကြီးတဲ့စัจ java လာတတိတစ်ခုနဲ့ချိတ်ဆက်နိုင်တဲ့နီလန်းတွေလည်းရှိနိုင်ပါသေးတယ်။အတိတ်ဘဝတွေအကြောင်းမှတ်တမ်းတွေကအချိန်ရဲ့အစပိုင်းကတည်းကရှိနေမလားလို့တွေးကြည့်စရာပါပဲ။ဒီလိုဖြစ်နိုင်ခြေကိုစူးစမ်းရတာကတကယ်ကိုစိတ်ဝင်စားစရာပါ။ hypnosis ကုထုံးနဲ့အတိတ်ဘဝများကိုပြန်ကြည့်တာကိုသူ့သဘောကျခဲ့ပါတယ်။တတိရှိတဲ့စိတ်ကနေ alpha နဲ့ theta အုံနောက်လိုင်းတွေစီရောက်သွားတဲ့အခါရှင်းပြလို့မရတဲ့အတွေ့အကြုံတွေရတတ်တယ်လို့ဆိုပါတယ်။ဒါကြောင့်ပျော်ရအောင်ဒီအတိတ်ဘဝစီပြန်တဲ့ခရီးကိုသွားကြည့်ရအောင်လို့တိုက်တွန်းခဲ့ပါတယ်။မျက်နှာချက်ကတနေရာကိုစိုက်ကြည့်ရင်အသက်ပြင်းပြင်းရှူသွင်းရှူထုတ်လိုက်ဖို့ပြောပါတယ်။အခုအတိတ်စီပိုနက်နက်ရှိုင်းရှိုင်းရောက်သွားဖို့ဆန္ဒပြုလိုက်ဖို့လမ်းညွှန်ခဲ့ပါတယ်။ပထမဆုံးခံစားရတာကခြေထောက်တွေလေးလံနေတာပါ။ခြေထောက်တွေကချီနှောင်ထားသလိုခံစားရပြီးရေထဲမှာရှိနေတယ်လို့ထင်ပါတယ်။ရေကနွေးနေပါတယ်။အဲ့ဒီအခိုက်အတန့်မှာသူ့ရဲ့နာမည်က Clemens လို့သိလိုက်ရပါတယ်။သူဟာလူငယ်တစ်ယောက်ဖြစ်ပြီးရေထဲမှာလှန်နဲ့ငါးဖမ်းနေတယ်လို့ယူဆရပါတယ်။သူ့ရဲ့ခြေထောက်တွေမှာတခုခုမှားနေတယ်လို့ခံစားနေရစေဖြစ်ပါတယ်။ဒီဘဝမှာဘယ်နေရာကိုရောက်နေလဲဆိုတာကိုသူပိုပြီးထိုးထွင်းသိမြင်လာဖို့လိုအပ်နေပါသေးတယ်။အခုသူဟာစိမ့်ဆိုတဲ့ခြုံပုတ်တွေကြားခြေပလာနဲ့လမ်းလျှောက်နေပါတယ်။ဒီအချိန်ကာလကဘယ်ခေတ်လဲဆိုတာကိုပြောပြနိုင်တဲ့သဲလွန်စက်တွေကိုရှာနေပေမဲ့လက်ရှိခေတ်နဲ့တိတ်မကွာခြားဘူးလို့ခံစားရပါတယ်။သူကတခုခုကိုရှာဖို့တောင်တန်းတစ်ခုစီဦးတည်သွားနေတာဖြစ်ပါတယ်။ဒီဘဝမှာသူ့မှာမိသားစုမရှိဘဲတယောက်တည်းပါ။အသက်20ရှိပြီးဒီအချိန်ဟာသူ့ရဲ့ဘဝမှာအရေးကြီးဆုံးအခိုက်အတန့်ဖြစ်လာနိုင်ပါတယ်။ဒီဘဝရဲ့သင်ခန်းစာအမှတ်ရစရာတွေကိုဘယ်လိုလေ့လာသိရှိရမလဲဆိုတာကိုသူရှာဖွေရအောင်ပါ။အခုသူအိမ်တအိမ်တည်းရောက်နေပါတယ်။ဒီအိမ်ကဒီတဲလိုမျိုးလုံးဝိုင်းနေပြီးမြေကြီးနဲ့ဆောက်ထားတာပါမိသားစုဝင်တွေလည်းအတူရှိနေတာကိုခံစားရပါတယ်သူကအသက်80ဝန်းကျင်ရှိတဲ့အဖိုးကြီးတစ်ယောက်ပါဒီအိမ်ထဲမှာမီးလဲရှိနေပါတယ်သူကစူးတွေပါတဲ့သေးငယ်တဲ့တရိတ်ဆန်လေးတစ်ကောင်ကိုမြင်လိုက်ရပါတယ်အဲ့ဒီတရိတ်ဆန်လေးကသူ့အတွက်အဓိပ္ပာယ်တစ်ခုရှိနေတယ်လို့ခံစားရပါတယ်ဒီအဓိပ္ပာယ်ကဘာလဲဆိုတာကိုသူသိကျင်နေပါတယ်အခုသူအသက်ကိုပြန်ရောက်သွားပါတယ်ဒီဘဝကတော့အနာဂတ်ဆန်တယ်လို့ခံစားရပါတယ်။ပတ်ဝန်းကျင်ကစက်ပိုင်းဆိုင်ရာခလုတ်တွေစက်ကရိယာတွေနဲ့ပြည့်နေတဲ့စက်ဝိုင်းပုံစံအခန်းထဲမှာပါ။သူ့ထက်30ဝန်းကျင်ရှိပြီးစံပင်တို့ပိန်ပိန်ရှိပါတယ်။ဒီဘဝရဲ့အခြားသောအခက်အတန့်တစ်ခုကိုပြန်သွားတဲ့အခါကလေးဘဝကိုရောက်သွားပါတယ်။ကလေးတယောက်အနေနဲ့အဖြူရောင်အခန်းတစ်ခုထဲမှာတခြားကလေး10ဦးကနေ15ဦးလောက်နဲ့ကစားနေပါတယ်။သူတို့အားလုံးကပုံပန်းတန်ထန်ဆင်တူးကြပြီးကိုကြဝတ်ဆုံတွေဝတ်ထားကြပါတယ်ဒီကလေးတွေမှာကစားစရာမရှိပဲတယောက်နဲ့တယောက်ကစားနေကြတာပါဒီအခန်းရဲ့အပြင်ကိုဘယ်သူမှထွက်လို့မရပါဘူးဒီနေရာကအာကာသထဲကတနေရာဖြစ်နိုင်ခြေရှိပါတယ်အနှစ်20လောက်ကြာပြီးနောက်သူတို့အားလုံးဟာပိန်ပြီးရှည်လျားတဲ့ကိုကြဝတ်ဆုံတွေဝတ်ထားတဲ့အမျိုးသားတွေဖြစ်လာကြပါတယ်သူတို့အားလုံးကအရွယ်ရောက်လာတဲ့အခါမှာလည်းတယောက်နဲ့တယောက်ပုံစံတူနေကြပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ကိုမသိရသေးပဲဒီလိုဘဝကိုမကြိုက်ဘူးလို့ခံစားနေကြပါတယ်။ဒီဘဝကနေသူတို့ဘာသင်ခန်းစာရခဲ့လဲဆိုတာကိုသူကိုယ်တိုင်စဉ်းစားနေပါတယ်။ဒီလိုအတွေ့အကြုံတွေကနေအခုလက်ရှိဘဝကိုပြန်ရောက်လာတဲ့အခါမသိစိတ်ကနေဘဝမှာပြောင်းလဲခြင်းတဲ့အရာတစ်ခုကိုစဉ်းစားစေပါတယ်။တစ်ခုခုကိုစွန့်လွတ်ဖို့ပဲဖြစ်ဖြစ်ကိုယ့်အတွက်အကျိုးမပြုတဲ့အရာတစ်ခုကိုလက်လွတ်ဖို့ပဲဖြစ်ဖြစ်ပေါ့။ဒီအပြောင်းလဲကိုဖန်တီးဖို့ကိုဘလောက်အထိချေရမလဲဆိုတဲ့မေးခွန်းကိုစိတ်ထဲမှာမေးကြည့်ဖို့တိုက်တွန်းခဲ့ပါတယ်။အဲ့ဒီခန်းစားချက်ကိုကိုယ်ခန္ဓာကိုစိတ်နဲ့နှလုံးသားထဲမှာခန်းစားကြည့်ဖို့လမ်းညွှန်ခဲ့ပါတယ်။ဒီလိုစူးစမ်းရှာဖွေမှုတွေကလူတွေရဲ့ဘဝကိုပိုမိုနားလည်စေပြီးတိုးတက်ပြောင်းလဲစေမှာပါ။